မာမင်းနဲ့မောင်ရည်အခုမှမင်္ဂလာဆောင်ရတာတိတ်ကြသေးနေတူတယ်ဟုတ်အဲ့လိုပဲပြောမှာဒါမပဲလိုက်မိုက်ပဲပါလားဒီလိုကောင်မျိုးကိုပြောတာဒီညကောင်းတယ်လဲယူရတဲ့ကိစ္စကိုခင်ဗျာအားမပြည့်တယ်ပြည့်တော့ပြည့်တယ်ဘယ်သူများလဲလို့ငါကောင်ကြီးတယ်ကွာဟမ်ဘယ်နဲ့ဒီထဲမှာလုံးဖြစ်ဒီချိန်မှာဒီလိုစကားကျွန်တော်မပြောသေးဘူးကျွန်တော်အရင်လိုလူမဟုတ်တော့ကျွန်တော်ကောင်းကောင်းဝင်လို့မကျွန်တော်ဆိုင်တော့ဖွင့်တာမင်းတို့ကိုခိုးထုတ်လိုက်တာဘယ်နဲ့ကနေအချိုးတောင်းတာရှိလို့မင်းကရင်ရပြဆိုင်ဖြစ်သွားတယ်ဟုတ်လားတရုပ်ဆောင်နေတာလူတွေကိုအကြုံသွေးနေတာရုံကြည့်စွာနဲ့တော့ဆွဲစီတော့မှာနော်အရှင်းဖြစ်တာပြောရှင်းချာရောဘာလို့လဲကလေးကြီးကြီးရထူးစေးအိုက်ကြီးရအောင်ကြားရပါဦးလေကြာဟောတော့တကောတကောဟုတ်တယ်တော့တကောတော့ဒီရတကောအဲ့ဒါကငါ့စိတ်ကမေးဘယ်မှာတော့ပိုင်လာတော့အဲ့ဒါလေဒီတော့တကောနေရတယ်ပိုင်လာယူလို့ရငါမေးဘလို့အပြင်ခွန်းလို့တယ်ကွာစိတ်ချနော်ချူမှုလေခန္ဓာရင်ရှိအောင်ပြင်ဆင်ထားမယ်ကိုတိုးနဲ့ချူမှုတိဆောက်ထားတယ်တာယာရဲ့ဘဝချူမှုပစ္စည်းမခံနိုင်ဆွေမျိုးဆိုတာစိမ့်လာရှင်သစိမ့်ထပ်ပို့ပြီးကြောက်စရာကောင်းတယ်ငါစိမ့်အောင်မတက်ရလို့သိမဲဆိုလဲငါသိသွားစီအဲ့လိုဆွေမျိုးတွေကနှိမ်ချပြောဆိုဆက်ဆံတော့ငါလုံးဝမခံနိုင်ဘူးဟာလေပို့တာလေတယောက်တည်းပြဿနာရှာတော့စိတ်ပုံလို့လားဟာတယောက်တည်းနဲ့တင်ရလေတရားပဲကွာရှင်းလိုက်ပြီငါဒီလောက်ကိုလုံးချေလို့လောက်ပဲရတဲ့ရှင်နေရကြောင်းလုပ်နေရတယ်မင်းစိတ်တယ်လို့ပြောတယ်ဘယ်လိုမှမဆိုတော့ကိုမှလေလုံလိုက်စရာဆိုတော့သားလေးပြောက်ပြီးလေးနေရာမှာဘာမှပူစားတာအားဖြစ်နေတယ်ကြက်ရပါမိမနဲ့ဒီတို့ကြောက်ရငါတို့ကြောက်ကတော့ပစ္စည်းတွေကြောက်တာတခေါ်နေမရတခေါ်နေမရမင်းတို့ကောင်တွေကျွန်တော်ဘာပဲလုပ်ခဲ့အခုဒီချိန်ရစပြီးတော့ရက်တန့်ရပ်ဖို့မင်းတို့ကပြိလာပေးပါငါပြောပါလေ तू ကအခြေစိတ်မှာလို့မင်းရတယ်အားလေအဲ့အခြေစိတ်လေးကိုမှချစ်ဘူးဟိုရင်လုံးငါမသိငယ်ဘူးတွေ့ဝေတော့ဘူးအောင်နေမို့အခွင့်ရရှိတယ်ရာရာကိုငါရဲ့ဆိုင်မို့စင်တင်ပဲမလို့တော့ဆိုရီပါကျွန်တော်ဒီမှာအရေးကြီးတဲ့ကိုယ်လိုက်နေတယ်ဟဲ့နင်ကြောက်မလားဖြူနုဟာနေဒီနားမနေရအော်မဟုတ်ဘူးငါဒီမှာအထေလာယူอ่ะဒါနဲ့နင်မလေးပြောင်းရင်မဟုတ်ဘူးလားဟုတ်တယ်လေဒါနဲ့ငါဒီနားမှာတာအစံတစ်ခုဖွင့်လို့နေရလာကြည့်တာဩဟိုမင်းတို့ကဝမ်းသာလိုက်တာဟာနေအိမ်တော်ကြသွားပြီဆိုနင်းမတော့ငါအဲ့ကိစ္စကိုနမပဲပြောပြရမယ်ဒါနဲ့နင်ရန်ကုန်အောင်ကြောက်မှာလားကြာမှာကိုမဟုတ်ဘူးငါဒီကိုပြောင်းကိုလာဒီနားမှာဆိုင်ဖွင့်တော့မှာဆိုတော့ငါဒီမှာပဲနေပြတော့မယ်ကောင်းတာပေါ့နင်ခုအိမ်ပြန်ပါမလားအေးဒါလည်းပေါ့ရတယ်ငါအိမ်ကခုနားလေးမှာဆိုတော့ကိုပါကိုပြန်ရှောက်ပြန်တော့မယ်နော်ဖြူနုနင်ငါဆိုအမြဲတမ်းစိန်ကားရနော်မစိမ်းပါဘူးဟဲ့နင်ကလည်းအဲ့ဆိုတက်ငါလိုက်ဖို့မသားပြပါတက်ကိုကြီးကငါ့ကိုလောင်းစားလို့လည်းကိစ္စကိုတန်းစီးချင်မင်းမလားငါ့ဘာလို့တောက်ဖြစ်နေလားအပေါ်ရပြောနေတယ်ခင်ဗျအဲ့ဒီချိန်အဲ့နေရာမှာမင်းတယောက်ပဲရှိရမင်းမချွတ်တော့ဘူးလို့ဗျချုံလို့ပြောတယ်ချုံလို့ပြောပြီးတော့တားလိုက်တာခင်ဗျမင်းနေတာမာလိုက်အခုချိန်မှာမင်းကိုနေကြီးနဲ့ပို့ပြီးလို့ရရနော်မင်းသိရနော်မင်းကြီးပြင်လိုက်စမ်းမင်းအကြည့်ပြင်လိုက်စမ်းလို့ငါပြောနေတာ
样，叫不住啊，说你让人监管。 မင်းမနာဘာဖြစ်လဲဘယ်ဘယ်ကောင်လဲ ထားလိုက်စမ်းပါ အာထားလို့ရမှာမင်းနိုင်တော့ထိလာနေရဟိုကောင်လိုပဲမလားတောင်းသားတယ်လက်ကတော်လိုက်တော့မတို့မင်းဘာလို့တော့တင်းကြနေရလဲကွာ မပြဿနာမဖြစ်ချင်ဘူးကွာ မတို့မင်းပြဿနာမဖြစ်ချင်လို့မရဘူးကွာပြဿနာဆိုတာဖြစ်ဖို့ဖြစ်လိုက်ဖြစ်ကိုဖြစ်ရတယ်ကွာအေးမင်းဘက်ကလာမှန်နေလို့ရှိရင်မင်းဘယ်သူမှကြောက်နေကြလည်းမလို့ခေါင်းကိုခံနေကြလည်းမလို့လက်တော့ပြန်ရတယ်ကွာဟဲ့အောင် လက်ကောင်လက်တော့ပြန်တိုင်းအမှန်တရားဆိုတာဖြစ်မှာလောလောဆယ်ငါအတွေ့အကြုံမှာဒီကထွက်နိုင်ဖို့အတွက်ပဲရှိငါကောင်းတော့တခြားဘာမှမတွေးချင်ဘူးမဟုတ်ရင်ငါဒီထဲမှာပုံကြသွားလိမ့်မယ်ကွာ 你闹得他本着嘛过于痛苦，你要咋就过回来吧。ကျွနုအော်မဖို့အော်ဒါအိတ်နေပြီလားဟုတ်တယ်မဖို့ရဲ့ခုနလေးနဲ့အိတ်ပြောသွားတာဒါဟာလေအရှမ်းအိတ်အိမ်မသားအာဒီမှာတတအတွက်နှုတ်မုတ်လည်းပါတယ်ဝတ်စားလည်းပါတယ်ကစားစရာလေးရောပါသေးတယ်ဒုက္ခရှာလို့မပိုးရဲ့ပြီးခဲ့တဲ့တစ်ပတ်ကပေးခဲ့တဲ့နုံနုံတူတာမကုန်သေးဘူးကြံတော့လေဘာဖြစ်လဲနောက်လေဝယ်ရမှာပဲဟာနောက်တစ်ခုကြံသေးရဲ့ဒီမှာကျွနူတို့တာမီတယောက်အတွက်ငါတို့တငယ်ချင်းတွေအားလုံးစုပြီးတော့ပေးရမပိုးကျွနူလေဒီပတ်စံတွေတော့မယူပြစင်နဲ့တော့ကျွနူအဆင်ပြေတယ်ဦးလေးရတယ်ကျွနူတို့ထောက်ပံ့ပေးရတယ်ဖြူမျိုးကိုလာအပ်တဲ့အထည်ရင်းနဲ့လေဘုံဝဲအဆင်ပြေပါရဲ့ယူထားလိုက်ပါဖြူမှုရေနောက်အသုံးလို့တဲ့အခါကျရင်လည်းနင်သုံးလို့ရတာပဲပြီးတော့ဒီပတ်စံတွေကငါတယောက်တည်းကူညီရမှာမဟုတ်ဘူးလေတငယ်ချင်းတွေအားလုံးစုပြီးတော့ကူညီရဆိုတော့နင်ညီလိုက်ရလည်းမကောင်းပါဘူးယူထားလိုက်ပါရော့ဖြူမှုလေဒီတစ်ခါတော့လက်ခံလိုက်မယ်နော်နောက်တစ်ခါတော့မယူပြစေနဲ့အော်ဖြူမှုမနာထားရတော့မဟုတ်ဘူးနော်ကျွနုသားလေးအတွက်ကိုယ်တိုင်စူးစမ်းချင်တာကျွနုဘွားကိုလည်းအားမနေချင်ဘူးနေရလေမတိုးစိတ်နဲ့တက်ထိတ်ရလဲပဲဒီကောင်ကလည်းသူ့များအောင်သာကိုညီချင်တာသူ့များစီရဆိုရင်ဘာမှလိုချင်တဲ့ကောင်မဟုတ်ဘူးဒါနဲ့နေငတိုးတဲ့ထင်အောင်ဘာကြသေးလဲဘယ်လိုလုပ်ကြမှာတော့မပိုးရယ် तू ကကျွနုတို့နဲ့ဆက်သွယ်ဖြစ်ထားတယ်ဒါနဲ့မဖို့ဘာချသေးလဲဟိုတလောကသူနဲ့တစ်ထောင်နဲ့ကြာဘူးလေလို့ထွက်လာလို့မေးကြည့်လိုက်သေးတယ်ထောင်ပြောင်းသွားတယ်လို့တော့ပြောတယ်ဘယ်ထောင်လဲဆိုတာတော့မသိဘူးတဲ့ဒီကောင်အစရောပြေရတာမသိဘူးထောင်ဝင်စာသွင်းမယ်လည်းမရှိဘူးဘယ်လိုလုပ်အဆင်ပြေမှလည်းမပိုးရဲ့အဲ့ဒါတော့နင်စိတ်မပူနဲ့ဒီကောင်ကလေဒီလက်မယူခင်ညထောင်ထဲခဏခဏဝင်နေတာသူ့ကသူနေတတ်ထိုင်တတ်ပါတယ်ဟဲ့
ရှင်တို့လည်းသူအဆင်ပြေပါစေလို့အမြဲတမ်းဆုတောင်းနေပါရဲ့ နေလဲတစ်ခုခုခက်ခဲငါတို့ကိုပြောတယောက်တည်းကြိတ်ပြီးဖြည့်ရှင်းတာထက်အားလုံးစုပေါင်းပြီးတော့ဖြည့်ရှင်းပေးတာပိုကောင်းတာပေါ့ ပြောလို့ရတယ်အဆင်ပြေဘူးကွာတည့်စိတ်ကိုမပြေတာငွေတွေတပြေးပြေးနဲ့လာပြီ ခင်ဗျားလေဘာလို့စင်ပြေပြီပြန်လာ ဘယ်စီပြေမလဲကွာငါတို့ငါတို့နဲ့လှုပ်တွဲလုံးနေအားလုံးโอเคနေဟိုငါတို့ကလည်းမရှိတော့ဒီကြားထဲပို့ပို့ကပါပြင်စင်နေကွာအနားယူတော့မယ်ဒီနေ့မရှိတော့ငါဘယ်လိုလဲပတ်မလဲကွာတိုင်ပတ်တာပေါ့ဟဲ့မကြီးနဲ့ပို့ပို့အနားယူသွားတာမစ်စနက်ဆိုတာငါသိတယ်ဒီမှာမျိုးနဲ့အချင်းရမလို့လဲ ဒီလိုပါပဲ ဒါပါဟိုသူများကိစ္စစိတ်ဝင်စားငါကိစ္စပဲငါပြောတော့မယ်မင်းတို့ကမှငါတို့လုံးနဲ့ပတ်သက်ပြီးတော့ခွင်ကောင်းကောင်းရှိငါ့ပြောစမ်းငါလုပ်ချင် ဟောခင်ဗျားလေဗျာဒီလောက်ကိုစွန့်လို့ဖို့တော့စဉ်းစားနေတဲ့လူအစလာပြီးဆွဲမထုတ်နဲ့တော့ ဟဲ့အောင်ငွေလွယ်လွယ်ရတာဒီလောက်ပဲရှိတယ်နော်အဲဒီလိုလုံးလို့စွန့်လို့ဖို့ဆိုတာဟဲ့အောင်စွန့်လို့တော့မလွယ်ဘူး အဲ့လိုမလွယ်လို့လေအခုချိန်ကြီးနင်မိုးနေတာလေအဲ့တော့အခုကနေစပြီးတော့ဒီမကောင်းတဲ့လုပ်တွေကိုကျွန်တော်ယာတက်ပံစွန့်လို့ဖို့အတွက်ဆက်ချက်လိုက် မင်းတို့တွေကွာကျွန်တော်ပတ်စံလွယ်လွယ်ရတဲ့အလုပ်ကိုစွန့်လို့မယ်ကျွန်တော်မိုက်တွင်းနေတဲ့ကောင်နေနော် မဖေးရမြပြောင်းပြန်ပြောရတယ်ဒီမိုက်တွန်းနဲ့နေတာခင်ဗျာအဲ့မိုက်တွန်းနေတော့လုံးတက်မဲ့လူမဟုတ် မတက်ဘူးငါဒီနေရာမှာပြောတယ်ငါဘွားနဲ့ကအေးဆေးပဲမင်းတို့သာသူ့တော်ကောင်းဖြစ်ချင်ပြီးတော့ပါအလုပ်ကောင်းမလုပ်စားမလားအဲ့လိုကောင်တွေပဲတကယ်ကြတော့မတုတ်တဲ့လုပ်တဲ့ရှောက်လုပ်တိုင်ပတ်နေတာမင်းတို့ငါအေးဆေးပဲ အေးပါထားပါအဲ့တော့ကျွန်တော်မေးကြကြည့်တယ်ငါ့ကိုကိုတုံးနဲ့ဆက်သွယ်ရတယ် မရလို့ပေါ့ကွာသူ့တတိယလို့တွေ့ရင်ငါအမှုလုပ်ပြီးထဲလိုက်သွားမှာပဲရဒီကောင်ထဲဝင်သွားပြီးတော့ငါတို့အကုန်လုံးကိုဆက်သွယ်ဖြတ်တာငါတို့ကအရေးမကြီးသူမိမကိုပါသူထောင်ဝလာတွေ့မခံဘူးတော့ ဒီနေ့ကဒူးတစ်မျိုးဗျာ အဲ့ဒါငတိုးပဲဟဲ့အောင်ဒီကောင်တောင်းဆိုဘယ်သူမှပေးတဲ့အကျင့်မရှိဘူးဟိုတရွက်စပင်ကောင် လူကြိုက်အများဆုံး PP Play Slot Game ပေါင်း300ကျော်ကိုကိုယ်တိုင်အကောင့်ဖွင့်ပြီးတော့ 8069M9 မှာကစားလို့ရနေပါပြီ။စိတ်ချယုံကြည်ရတဲ့တရားဝင်ဂိမ်းဆိုင်ကြီးဖြစ်တဲ့ထူးခြားတဲ့အခွင့်အရေးကတော့ပထမအဆုံးအကောင့်ဖွင့်တာနဲ့အနိုင်ငွေထုတ်ယူနိုင်တဲ့1000တန် Free Spin ကိုတစ်ချိန်လှည့်ခွင့် Free ရရှိမှာပဲဖြစ်ပါတယ်။ပုံမှန်ဘောနာများဖြစ်တဲ့မမသေး100%နဲ့မမဟောင်း90%အပြင်အပတ်တိုင်းကစားမှတ်အကျဉ်းကိုပြန်တက်ပေးတဲ့ 0.5% cashback bonus ကိုလည်းရရှိပါတယ်။24နာရီပေးရမရှိနှွေးထွေးပင်ကားရဲ့ဆက်ဆံလျင်မြန်တဲ့ငွေသိမ်းငွေထုတ်စနစ်စိတ်ချယုံကြည်ရတဲ့အယော်စားတွေနဲ့လဲပတ်နေတဲ့ဂိမ်းဆိုင်ကြီးဖြစ်ကြအောင်လူကြီးမင်းတို့ကိုယ်တိုင်စုံစမ်းကြည့်လို့ရပါတယ်။တကယ်လို့အကောင့်ဖွင့်ဖို့စိတ်ဝင်စားရဆိုရင် Viber နဲ့ Telegram နံပါတ်3996996418မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့အကြီးအကျယ်ဆုံး 8069 online ကျွန်တော်ကတော့ပြူးလို့ပဲသနာတယ်ဗျာ ငါတို့ပူသနာတယ်ဗျာငါတို့ဒီလူကိုဘယ်လောက်ချစ်တယ်ဆိုတာငါအသိဆုံးဒီကောင်ဘူးလို့အဆက်တွေဖြတ်ထားဒီကောင်ရင်ထဲမှာဘယ်လောက်ခံစားနေရမလဲဆိုတာငါကောင်းသိတယ်ကဲစားကြရှိရစား ဒီကမထားတော့ တော်ပြီပါစားရင်လည်းမရှိတော့ဘူးရှိမဟဲ့ဟိုနေဝရီစီကဘာသတင်းမှမကြောက်လား ဘာသတင်းမှမကြောက်ဘူးဖုန်းနံပါတ်ချိန်သွားတယ်ထင်တယ်ဆက်သွယ်လို့မရပါဘူးဟဲ့ ဝရီတယောက်ဟိုမှာအစင်ရောပြေလားမသိဘူးဟော သူဟာသူပြေမပြေသူ့အပိုင်းလေသူရွေးချယ်ခဲ့တာပဲသူဖြစ်သူခံပေါ့ နေရလဲဟာအဲ့လိုတော့ပြောပါနဲ့သူလည်းသူ့အကြောင်းနဲ့သူရွေးချယ်စရာမရှိလို့နေမှာပေါ့ဟာ ဖိုးလုံးနင်အခုချိန်ကြီးသူ့ကိုမမိတ်နိုင်သေးဘူးလားနင်မလဲဒုက္ခ ဟဲ့အဲ့တခါတလေလေအဲ့ဒုက္ခဆိုရရလဲပြားရတဲ့ချိုရဲကမသိဘူးလားဒါလေးတော့ ပို့ပို့ ဝဒီအခုပဲနင်ကြောင်ပြောနေတာငါ ဘာပြောနေရလဲ ဘာရင်မဟုတ်ပါဘူးနင်ကိုတတိယရဲ့အကြောင်းပေါ့ ဒါနဲ့ငါဆိုင်လေးကအရင်တိုင်းပဲနော်
အရင်တိုင်းပဲမဟုတ်ဘူးအရင်ကထက်ကိုပိုရောင်းကောင်းနေရနေထွက်သွားပြီးရလေဖိုးလုံးကအဲ့ဆိုင်ကိုဆက်ရောင်းပေးနေတာ ဖိုးလုံးဗတိကျေးဇူးအများကြီးတင်တယ်နော် ကျေးဇူးတင်ကြမလို့ပါဘူးဗဒီရဲ့ဗဒီပြောင်းသွားပြီဆိုတော့ကိုစကားတခုပြောခဲ့လေဆိုင်တော့ဘာမှစိတ်မနေလို့ကိုရှိတယ် ဝတိဟိုနင်ကဒီကိုဘာလာလုပ်တာ ငါနစ်စီကိုအပြီးပြန်လာတာတင်ငယ်ချင်းရတယ်မလားယင် တကယ်လားရတာဟောဘာလို့မရရမှာလဲဟိုအဲ့ဒါဆိုလို့ရှိရင်ဟုတ်တယ်ငါအဲ့လူနဲ့ဇလက်အပြီးဖြတ်ခဲ့တယ်ငါသူ့တပောက်အာကိုချင်တဲ့စိတ်ပျော့ညံ့တဲ့စိတ်တွေကြောင့်ငါတို့ဘဝလုံးစိတ်တော့ကရီတိမ်ငယ်စိတ်တွေနဲ့လုံးပန်းခဲ့ရပြီခုတော့ဘေးရအစ်စ်မှန်လဲဆိုတာငါရှာတွေ့သွားပြီတကယ်ချင်းအဲ့ဒါကြောင့်ငါဘဝကိုတက်ကပြန်စားဟာဒီနေရာကိုပြန်လာခဲ့တာ နင်အခုလိုမျိုးဆုံးဖြတ်လိုက်တာလေငါအယံဝမ်းတာတိငါထပ်ပို့ပြီးတော့ဗန်းတာနေမဲ့သူရှိရဲဆိုတာနင်သိရမလားကဲပါအလွမ်းတိတ်လိုက်ကြအောင်ငါအလုပ်တော်ကိုပြင်လိုက်အောင်မယ်နော် ဖိုးလုံးဝတီတောင်းမှမှာတယ် ဘာအတွက်လဲဗဒီ ဝတီဆိုင်လေးနဲ့ဖိုးလုံးကိုပြစ်ထားခဲ့မိရတဲ့အတွက်ပါ ဗဒီရဲ့အခုလေဆိုင်လေးနဲ့ဖိုးလုံးစီကိုဗဒီပြန်လာရွယ်လေအခုမှပဲရတော့ပြီးပြီဆုံးသွားတာ ငါအိမ်မှာတော့လေကျွေးစရာဒါပဲရှိတယ် ဒါပဲရှိတော့လေဒါပဲစားရမှာပေါ့။ဆေးရောပြေး ဘာပြောနေရလဲအမျိုးရှိဖျားမရှိ အခုလိုကလေးတယောက်နဲ့လောက်ကင်စားတာဆင်မပြေးရလားလို့မေးရတယ် အဆင်ပြေတော့ဘယ်ဟုတ်မလဲဟာအခက်ခဲတော့အများကြီးရှိရတော့ဒါပေမဲ့လည်းငါမှလေညင်ညင်ချိန်တော့မရှိပါဘူးဟာ ဒီလိုဒီလိုပုံစံနဲ့တွေ့ရတာစိတ်မကောင်းလိုက် ကြော်နင်ငါ့ကိုအဲ့လိုမျိုးဆက်ဆံပါငါရွေးချယ်ခဲ့တဲ့ငါဘွားဘလောက်ခက်ခဲပါငါကျင်နဲ့ချဲဆွပြပြီးတော့တနာစရာကောင်းတဲ့မိမတယောက်လို့တော့ငါ့ကိုဆက်ဆံပါ ဒီပါဘူးလေဒီမကြရင်တော့တော့နော် ဟောနေရောအလောက်ဆင်ပြေလား ဒီပါလေပြီးရဒါမဲ့ဒီနေ့တော့ငါလည်းပြင်မအောင်မယ်ငါမိဘရလည်းမန်းလေးမှာဆိုတော့သူတို့အဲ့မှာပဲငါ့ကိုလှုပ်လှုပ်ပြေးတယ် နေအဖေနဲ့အမေရောနေကောင်းလား ကောင်းပါသူတို့ကလည်းသူတို့လုံးနဲ့သူတို့ရှုံနေတာဆိုတော့ငါလည်းတိတ်တောင်မတွေ့ဘူး နေအင်တာပြဖို့စဉ်းစားသေးဘူးလား စဉ်းစားသေးပါဘူးဖြစ်နေတယ်အခုချိန်ပါလေငါအတော့အောင်မြင်ဖို့တစ်ခုပဲငါကောင်းတယ်မှာရှိတယ် ကောင်းပါရဲ့အဲ့ရလေအင်တာပြရဲဆိုတာအစစရရပြည့်စုံမှာကောင်းတာ ဒီမှာစီနီယာမမရေကျွန်တော်ကလည်းလေပြည့်စုံမှာပြူမှာပါနော် အဲ့လိုဆိုတော့နေ့ရှိမှာညီသားမရှိဘူးဆိုပါတော့ ငါချစ်တဲ့သူကမှငါ့ကိုပြန်မကြိုက်ခဲ့အောင်အဲ့တော့ငါဖြစ်ကလေဂဲမှန်မှုရဲ့စာပြီးလို့ဒီလာတော့ ကောင်းပါရဲ့ ငါ
ငါလည်းအလုပ်ကိစ္စရှိတယ်ပြန်လိုက်ပြီ အော် ဖြစ်လို့你လိုအပ်တာရှင်ဟောပြောမှာငါတက်နိုင်မှာငါနည်းကူညီပြရစီနော်အဲ့ဆိုရင်ဘာလဲ 但是你的面没么话嘛，牛牛也塞呀哦嘛，大路也不哇，等也见，大路也不哇，爸爸都嘛大西路么呀，跟着嘛苏打飘来路么呀，วันนี้呀的也是的路，表示没你也面来是的，哇个也包那座手高里内，就要没得也比的也。面忙了嘛呀？我娘就面忙了，知道白忙嘛这啊，哎，我转。မင်း ဟဲ့ဒီမောတော်လည်းဘာဖြစ်လာ မဖြစ်ရမှာလေကွာထုံးစံတိုင်း မင်းဒီလောက်တွေအခုချိန်လုံးနေလုံးမလားကွာဒီဘယ်တော့မှတည်ပြရမှာအခုမဲလို့တာအရေးမကြီးဘူးငါပါကြားရမှုရဲပါတော့ မင်းရာမင်းနဲ့အဝေးကြီးပါတွေးပူနေစမ်းပါနေ ဟာဟဲ့မပူလို့မရဘူးကွာအခုငါသားနဲ့မရနဲ့ဖြစ်သွားပြီပြီးတော့ငါဘောကငါကောင်းအောင်ဖြတ်သန်းနေတာ ပြောင်းငနေငါလည်းမင်းလိုကောင်းအောင်နေချင်တာပဲကွာဒါပေမဲ့ငါဒီလောက်ကလွှဲရင်ကျန်တာဘာမှမလုပ်တတ်ဘူးတော့စကားလေးကြီးကြီးပြောမနေဘူးကွာငါအိမ်နာပို့ပြီးပါ ပြီးရောကွာပြီးရော ရောက်တဲ့အနေတက်ပြီလေရင်လို့ခက်ခဲများတဲ့ဘုခက်ခဲနေလေငါတယောက်တည်းရင်ဆိုင်တက်ပြီလေအခုငါလောကကြီးထဲမှာအကြောင်းရောမရှိတော့ဘာဘဝအတွက်ငါဘဝအတွက်ရင်တော့ကလူတွေပြောခဲ့သမျှကိုငါကယူဆိုင်ရဲ့ပြောလဲကြဘူးလေခုတော့ငါဆုံးဖြတ်လိုက်ပါတယ်ဘဝမှာအရေးကြီးတယ်ရာကလေးကောင်းနေမထဲတော့ဘာဘဝတွေဝါတာလိုက်တာဟဲ့ငါဘဝတွေဆက်ဆောက်ရမယ်လမ်းမကြီးအတွက်မလို့အပ်ငါတို့ရဲ့နေလွတ်လာတာငါတို့ဝမ်းသာလိုက်တာ ဝမ်းမသာမင်းတို့ဒီလိုမျိုးမြင်နေရတာဝမ်းမသာဟာလေမင်းတို့ဒီလိုတွေဆက်လုပ်နေကြတာဟမ် ဟဲ့ငါတို့နေထင်ရတယ်ရှောက်ပြောမနေနဲ့ငါတို့ကအဲ့အလုပ်တွေကိုဆုံးလွတ်လိုက်တာကြားလာပြီကိုချက်ကလွဲလို့ ဟုတ်တယ်ကိုလူကျွန်တော်မိမကိုစော်ကားမော်ကားတဲ့စကားမျိုးပြောနေတော့ မင်းတို့ယူလိုက်ပြီလား ယူလိုက်ပြီ3နှစ်တော့ယူသွားပြီလား ကောင်းလိုက်လား သူကတက်စီမောင်းနေငါကတော့ရက်ွက်ဒီမှာလက်ဖိတ်ဆိုင်လေးဖွင့်ထားတယ်လေ ငါကတော့ပွဲစားမာကြီးပေါ့ဟဲ့။အော်ပြောပြအောင်မယ် လူကြိုက်အများဆုံး PP Play Slot Game ပေါင်း300ကျော်ကိုကိုယ်တိုင်အကောင့်ဖွင့်ပြီးတော့ 8069M9 မှာကစားလို့ရနေပါပြီ။စိတ်ချယုံကြည်ရတဲ့တရားဝင်ဂိမ်းဆိုင်ကြီးဖြစ်တဲ့ထူးခြားတဲ့အခွင့်အရေးကတော့ပထမအဆုံးအကောင့်ဖွင့်တာနဲ့
အနိုင်ငွေထုတ်ယူနိုင်တဲ့1000တန် free spin ကိုတစ်ချိန်လှည့်ခွင့် free ရရှိမှာပဲဖြစ်ပါတယ်ပုံမှန်ဘောနံများဖြစ်တဲ့မမတေး100% နဲ့မမဟောင်း90%အပြင်အပတ်တိုင်းကစားမဲ့အကျဉ်းကိုပြန်တက်ပေးတဲ့ 0.5% cashback bonus ကိုလည်းရရှိပါတယ်24နာရီပေးရမရှိနှွေးထွေးပြင်လာတဲ့ဆက်ဆိုင်လျင်မြန်တဲ့ငွေသိန်းငွေထုတ်စနစ်စိတ်ချယုံကြည်ရတဲ့အယော်စားတွေနဲ့လဲပတ်နေတဲ့ဂိမ်းဆိုင်ကြီးဖြစ်ကြအောင်လူကြီးမင်းတို့ကိုယ်တိုင်စုံစမ်းကြည့်လို့ရပါတယ်တကယ်လို့အကောင့်ဖွင့်ဖို့စိတ်ဝင်စားရဆိုရင် Viber နဲ့ Telegram နံပါတ်3996996418မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်မြန်မာနိုင်ငံရဲ့အကြီးကျယ်ဆုံး AT69 online ဝတီနဲ့ဖိုးလုံးနဲ့လည်းယူလိုက်ကြပြီနော်ခလေးတောင်တယောက်ရနေ ဟုတ်တယ်ငါတို့ရဲ့ဒေါ်ကြီးကလေစိုင်ထွက်တော့ဘူးဆိုရင်သူကလာပြီးနှုတ်ဆက်ကြတာ ကြားတာတွေကအကုန်တော့ကွာငါကြောက်ကလည်းလို့ဝမ်းသာကြရတယ်ကြီးပဲမင်းမပါဘူး မင်းကလေအားလို့ရဲပြောနေတာမင်းကလည်းငါပြောအောင်ထောင်းနေသွားတဲ့ကိစ္စဘလို့လူတိုင်းအောင်ဆက်သွယ်ပြတယ်မင်းထောင်းလာတဲ့တွေ့မှာကောငါထောင်းတော့မင်းသိအောင်သိပြီးထင်တာ အားလည်းပြီးမှရှင်းကြအခုတော့တဲ့ရှိတယ်ပဲသွားလိုက်အောင်မယ်ညနေမင်းအိမ်မှာအားလုံးစုံမယ်နော်သွားလိုက်အောင်အေးသွားပြီနောက်တစ်ပတ်တွေ့မယ် တတာဦးကိုအားပါပေးရင်မနေ့ကတတာသွားခြင်းတဲ့ကစားဝင်ဦးလိုက်ဖို့မဟုတ် သူကခုကစားဝဲသွားချင်တယ် ဟိုတတာလေဦးကဒီနေ့မှမအားတာတတာရဲ့ သူကခုကစားဝဲသွားချင်တယ် ဒါဦးကအားရမအားတာဒီနေ့အဲ့လိုမစိုးပါဘူးနော်လိမ့်မရဲ့ သူကစားဝဲသွားချင်တာတကဆိုးရလား ကဲပါပြူနေဒီအချိန်ဒီတိုင်းဆိုရင်လေဆိုင်ုံနေ့လေစာစားပြီးရပိတ်ရအောင်မယ် ကျော်ခလေးကိုအဲ့လောက်ထိအလိုမလိုက်နဲ့လေရှာလာရင်အကျင့်ပါသွားအောင်မယ် ပေါင်ပါစီဖြူနေရဲ့ကိုမလေးအလိုလိုက်စရာဆိုလို့ဒီသားလေးတယောက်ပဲရှိတယ်ကလေးမိရမှာဘာမှမပူစားတာဖြူနေရဲ့ဖြူနေနေလည်းတစ်ခါတလေလောက်တော့ငါ့ကိုပူစားသားမှာ ငါအဘာကိုပူစားရမှာလဲ လူပဲဖြူနေရဲ့လိုအပ်တာတခုတော့ရှိမှာပေါ့ဖြူနေနေနဲ့ငါကလေမကြခင်လက်ထက်တော့မှာညငါ့ပုံမစိမ့်နေဘူး မစိမ့်ပါဘူးငါတို့ကဆဲချိုတက်ပြီးကောင်ပါအရွယ်တော့မဟုတ်တာဒီနေရမယ့်အရွယ်ရောက်နေပြီပြီးတော့ဘာလို့ခလေးလဲငါမဆန်းချင်ဘူး စမ်းတဲ့စမ်းရမှာပဲဖြူနေဒီမှာအချင်းနဲ့ထိတွေ့ရင်လူတွေတိုင်းကဆဲကြောတဲဆိုတဲ့ဆိုင်းဆိုင်တဲ့ချင်းကိုနင်မကြဘူးလား မကြဘူး40ကျော်အရွယ်ကြဘူး နောင်နေ ကျော်နင်ကလေဟိုးငယ်လုံးကအတိုင်းပဲနော်ဘာမှမပြောင်းလဲဘူး လာပါဗျာအေးတော့လာပဲဘေးလျှောက်သွားတယ်ဟုတ် လာဒီလိုလာ ငါတို့ဟာမင်းပြန်လာတာအားလုံးကစောင့်နေကြတာဟဲ့လေလေဘင်းတော့ကြောင်ဦးဖြစ်တော့မယ် ဘယ်မှမသွားပါဘူးကွာအထဲမှာနေရတာကြတော့အပြင်လောကရဲ့အရာတောင်လိုက်ပြီးခံစားနေတာ ဒီဖြူလူတို့အိမ်ကပြန်လာမှတ်လား လမ်းကြုံလုံးဝင်လိုက်တာပါခဏတော့မတွေ့ခဲ့ပါ ပြန်မတူငါမင်းကိုမေးစရာရှိတယ်မင်းဖြူနုနဲ့ပြန်ပေါင်းပါလားကိုင်သူတို့ကနောက်တစ်ယောက်ရနေဘူးဗျကျွန်တော်ဟိုတော့မှသူတို့အဖေကိုမျိုးထဲမှာတွေ့လိုက်ပြီ
သူ့သူဘယ်တယောက်ရှိငါတို့နဲ့ဖြူတွန်းကတရားဝင်ကွာရှင်းထားတာမဟုတ်ဘူးဒီကောင်အချိန်မြင့်ပြန်ကောင်းလို့ရတယ် ကလေးကကိုတိုးကလေးဆိုတော့ဒီတိုင်းနေလို့တော့မရဘူးဗျာကိုတိုးဘာလုပ်ချင်လဲအခုလုပ်ချင်တာကျွန်တော်ရှိတယ်ဗျာတော့ပါကွာကိုစိတ်ထဲမှာမရှိလို့တခြားတယောက်တော့ပါသွားတယ်မိန်းမတယောက်စီကနေမပါမဆိုင်ဘူးပြောနေတာပါ ဒါပေမဲ့ရှင်သားလေးမျက်နှာရှိသေးရဲ့လေပြောတယ် စိတ်ချပါကလေးတို့တော့ငါတခုစီစဉ်ပါကွာဒါပေမဲ့တာတာရရဖြစ်နေတဲ့သူတို့ရဲ့ဘဝအောင်ငါကြောင့်မပြည့်စည်စေချင်ဘူး โอเคကဲငါတို့မင်းလည်းဒီနေ့မှထောင်အားစားထွက်တာဆိုတော့မင်းတို့ငါတို့အစီအစဉ်တစ်ခုစီစဉ်ထားတယ်အဲ့တော့ရေချိုးပို့စားလဲငါတို့အပြင်သွားကြမယ်ဒီကောင်ကမင်းအတွက်တခါကံပြုစုပေးလိုက်မယ်ဒါပြောပါပေါ့ဟေးရေချိုးရ ကျေးဇူးပါကွာဒါပေမဲ့ငါခုရမ်းပင်မယ်ငါခုလည်းလွတ်လာပြီဆိုတော့အမြဲတမ်းတွေ့လို့ရနေရပဲမနာတော့ဘူးငါတို့ဘာဖြစ်နေ ဒါလေးဘာပြောတာရှိလဲ နင်ဖြူနူးနဲ့တွေ့ခဲ့သေးရမလား အေးတွေ့ခဲ့လေသူတို့ကငါ့ကိုမတွေ့ပါဘူးငါပဲသူတို့တွေ့တာ အခုချိန်နေနေမှာဘလို့ခံစားနေရမယ်ဆိုတာငါသိပါတယ်နောက်ထပ်ငါသိရတစ်ခုရှိသေးတယ်အဲ့ဒါဖြူနူးနဲ့ကိုတကယ်ချစ်တယ်ဆိုတာပဲ တကယ်ချစ်ခဲ့တယ်ဆိုရင်နောက်တစ်ယောက်ရှိလာနေတဲ့အကြောင်းမရှိတာဟာ မဆိုင်ဘူးငါတို့ရခလေးတယောက်နဲ့ခိုကိုရမဲ့နေတဲ့မိန်းမတယောက်အတွက်အားကိုးစရာယောက်ျားဆိုတာလိုမှာပဲနင်ထောင်ထဲရောက်နေတဲ့အချိန်မှာဖြူနူးဘွားဘလောက်ခက်ခဲလဲဆိုတာနင်သိလားနင်ကရောဘာလို့6နှစ်နီးပါလောလောသူတို့သားမီးနှစ်ယောက်ကိုမဆက်သွယ်ပဲနဲ့နေခဲ့ရလဲပြောစမ်းပါဦး ငါကြောင့်သူတို့ဝင်တော့မဖြစ်စေချင်တော့လို့ပေါ့ဟာ အဲ့ဒါကနင်မှားတာနုနှစ်ယောက်ကလင်မယားရည်လေနင်ရဲ့ဒုက္ခကိုသူလက်ခံရမှာဖြစ်တယ်လို့သူ့ရဲ့ဒုက္ခကိုလည်းနင်လက်ခံရမှာပဲအခုတော့ယောက်ျားဖြစ်သူကထောင်ထဲကိုရောက်ဘာဖြစ်လို့ဖြစ်နေမှန်းမသိပဲနဲ့စိတ်တော့ကရောက်နေတဲ့ဖြူနူးရဲ့ဘဝကိုကြာတော့နင်ကနားမလဲဘူးအခုနောက်တစ်ယောက်ရတာကိုပဲနင်ကအပြစ်တင်တယ်အဲ့ဒါနင်တရားလား ဘို့ငါဖြူနုကိုအပြစ်တင်နေတာမဟုတ်ဘူးဟာ အဲ့ဒါဆိုနင်ဘာဆက်လုပ်မှာလဲငါကတော့နင်ကိုဖြူနူးနဲ့တွေ့တင်တယ်လို့ထင်တာပဲ ခုချိန်မှာသူတို့မတွေ့ချင်သေးဘူးငါကြောင့်သူတို့ရဲ့တာယာပျော်ရွှင်နေတဲ့ပုံအောင်မပျက်စီးစေချင်သေးဘူးဟာမကြောက်ရအောင်ငါသားလေးတွေ့ချင်လိုက်တာကွာ ဟေ့အောင်မင်းသားတယ်မို့မင်းမရဘူးမင်းပြန်လို့တွေ့ရတယ် တသားနာမည်ဘယ်လိုခေါ်လဲ တတနေမေကတော့ပါ အနေတက်ပြီပဲ မင်းအဖေကဘယ်တော့မှပြန်လာမှာမဟုတ် ပုတ်ခတ်ခဲနေလေငါတယောက်တ ချို့ ည်း တော့ထွက်လာချို့ရတယ်ပြောင်းလဲသွားတယ် အခုငါလောကကြီးထဲမှာအချောင်း သူတို့သားမိသူတို့ပေါ့ဝင်ချင် ဘဝ အပြောဆိုကအနှိမ်ကဘောအောင်ငါမရောက်စေချင်ဘူး ဘဝတ ကိုတို့သေးရ အချိန်တိုင်းမဟုတ်ပေမဲ့ လူတွေပြောခဲ့သမျှ အခုလိုအချိန်မျိုးမှာ ကယူဆိုင်ရဲ့ ငါတို့ရှမ်းသေးရတယ် ဖြူလေးရဲ့စိတ်ကမရှိဘူးကိုတို့ပေါ့ ငါဆုံးပြလိုက်ပါတယ် ပြီးခဲ့တဲ့တရားကြီးရှိ ရှိတဲ့ရာကလွယ်ကောင်းနဲ့မထဲတော့
ခြားလူတယောက်ကိုလက်ထပ်ဖို့ဆုံးဖြတ်တယ်ငါဘာလို့အောင်ပါလဲ မင်းလိုချင်ရင်ပြန်မင်းချိန်မိသေးတယ်အဲ့လိုမှမဟုတ်ဘူးမင်းလက်လျှော့လိုက်တာဒီအတွက်ကောင်းဆုံးအချိန်မဖြုံးတော့ဘူးရှိမှန်းထားတဲ့ဘဝတစ်ခုတွင် ငါကြောင့် သာရှိစ တာယာပြောရွှင်နေတဲ့သူတို့ပေါ်ဖြည့်ဆည်းကြတယ်